မချမ်းရေဘယ်စွန်အမိုဆန်လို့တုတ်လေစားချင်လို့တုတ်ကြွေးပါလားမချမ်းစားချင်တယ်ဆိုတုတ်ကြွေးမယ်ဒါပေမဲ့ချစ်တယ်လို့ပြောချစ်တယ်โอเคအမိုတွေရလာတဲ့အခါဘယ်လိုမျိုးအရသာကောင်းတုတ်ရလဲဆိုတော့ကြည့်ကြမယ်လားအရင်ဦးဆုံးရင်နွေးဖြောထားတဲ့အမိုတွေထဲကိုကျွန်တော်ခရင်ချင်တီထည့်မယ်ပူစီနံထည့်မယ်ပစွန်ထည့်မယ်ပစွန်ကတော့ချန်အကျက်တုံးထားတယ်ပေါ့နော်ပြီးရင်တော့ချန်ကအချိုမှုတ်အစားထိုးအနေနဲ့ဒီခေကြီးဟင်းခက်ရတာမှုတ်လေး5 ml ထည့်တယ်နော်ချိုမှုတ်ကြိုက်တော့ချိုမှုတ်ထည့်ပေါ့နော်ပြီးရင်ကိုယ်တိုင်လှော်ထားတဲ့ငရုတ်ဒီအလှော်မှုတ်ပေါ့နော်ဒီရည်တွေတော့ကြာဆက်လေးထည့်မယ်ဆန်လှော်မှုတ်လည်းချန်ကိုယ်တိုင်လုပ်ထားတဲ့ဟာလေးထည့်မယ်ငမ်းပြားရည်နည်းနည်းထည့်မယ်နော်တမယာရှင်နည်းနည်းထည့်မယ်ထက်ညက်ကိုတော့ချန်အချို့သက်လေးနည်းနည်းပါအောင်ထည့်လိုက်မယ်နော်ဒါလေးကိုအားလုံးတမအောင်မှုလိုက်တကယ်လို့မှကိုကစီကြိုက်တယ်ဆိုရင်တော့စီချက်တို့စီစိမ်းတို့ထည့်လို့ရတယ်နော်ချန်တော့စီမထည့်တော့ဒီနေ့ဒီလောက်ဆိုရပြီစားမဲ့ပကံလေးတွေထည့်လိုက်မယ်နော်အဆိုရင်တော့ညနေစာခမင်းမစားချင်တဲ့သူတွေအတွက်လည်းအရန်စားလို့ကောင်းတယ်အမိုဆန်လှော်တုတ်လေးရပြီခမင်းနဲ့လည်းစားလို့ရဒီတိုင်းအလွတ်လည်းစားလို့ရတယ်ပေါ့နော်တုတ်နီလေးကိုလည်းမျှဝေလိုက်တယ်ဒီဗီဒီယိုလေးကကိုယ့်အတွက်အကျိုးရှိတယ်ဆိုလိုက်ရင် share လေးလုပ်ပေးမယ်အပြင်သွေးလာတင်ချင်တဲ့သူတွေကတော့ကျွန်တော်ဒီ9လပိုင်းမှာအထောင်းအပြင်သွေးအတန်းလေးစီတယ်ပုံမှန်တင်နှန်းကြီးက9သိန်း9000ကြိုအပ်တဲ့သူကတော့6သိန်း9000နဲ့ရတယ်အသေးစိတ်ကိုတော့ Messenger မှာသွားမေးလိုက်ပါလုံးကိုကျေးဇူးပါစားကြပါအောင်ရှင်